ပိန်ဘောလုံးသမားဆာဂျီယိုရာမို့စ်ဟာရီယယ်မက်ဒရစ်ရဲ့ခံစစ်မှာယိုရှီနဲ့နောက်ခံလူတဦးထက်ကိုပို့ပါတယ်။သူဟာကွင်းတွင်းကအသင်းရဲ့စိတ်ဓာတ်ခေါင်းဆောင်မှုရဲ့အနှစ်သာရနဲ့ပြိုင်ဘက်တွေရဲ့အိမ်မက်ဆိုးပါပဲ။ရာမို့စ်ရဲ့ကစားဟန်ကတန်ရှင်းတယ်လို့ပြောလို့မရပါပဲ။မာကျောတယ်လိုအပ်ရင်ရက်ဆက်တယ်။အလျော့မပေးထပ်ပါဘူး။မိမိကိုယ်ဗဒါနာမထားပဲအဘောလုံးကိုဖြတ်ထုတ်တတ်တဲ့သူ့ရဲ့ကစားဟန်ကိုပြိုင်ဘက်တွေကကြောက်ရွံ့ကြပါတယ်။ဒါပေမဲ့သူ့ကိုနာမည်ကြီးစေခဲ့တာကတော့နောက်ဆုံးမိနစ်တွေမှာဂိုးသွင်းနိုင်စွမ်းပါပဲ။တခြားခံစစ်မှုတဲ့နောက်တန်းကိုထိန်းနေချိန်မှာရာမို့စ်ကတော့ပြိုင်ဘက်ဂိုးပေါက်စီကိုတိုက်စစ်မှုတဦးလို့တတ်လာလိရှိပါတယ်။2014ချန်ပီယံလိဂ်ဘောလုံးပွဲမှာရီယယ်မက်ဒရစ်ဟာရှုံးနိမ့်တော့မဲ့အခြေအနေကနေရာမို့စ်ရဲ့သမိုင်းဝင်ခေါင်းတိုက်ကိုတလုံးတန်းနဲ့ပဲအသင်းကိုအသက်ပြန်သွင်းနိုင်ခဲ့ပါတယ်။ဒီကိုဟာရိုးရိုးသွင်းကိုမဟုတ်ပဲရှုံးနိမ့်ခြင်းကိုညှင်းဆန်တဲ့ရီယယ်မက်ဒရစ်စိတ်ဓာတ်ရဲ့သင်္ကေတတစ်ခုဖြစ်ခဲ့ပါတယ်။ဒါကြောင့်ရာမို့စ်ဟာရီယယ်မက်ဒရစ်မှာဖလား20နှလုံးရခဲ့တဲ့ခေါင်းဆောင်တဦးတည်းမကပဲအရင်ကြီးတဲ့အချိန်တွေမှာရလက်ကိုပြောင်းလဲပစ်နိုင်တဲ့ကစားသမားတဦးအဖြစ်ပရိသတ်တွေရဲ့ရင်ထဲမှာသာဝရဆွဲထင်နေမှာဖြစ်ပါတယ်။နောက်ထပ်ဘယ်ကစားသမားအကြောင်းသိလိုပါသလဲကွန်မန့်မှာပြောခဲ့နော်